အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မိုးရွာတဲ့နေ့တစ်နေ့ပါပဲဒါဒီ campus မှာပေါ့နော်ဒီတနေ့ uni live မှာဘာတွေလုပ်လဲဆိုတာကိုရိုက်ပြပေးမယ် vlog လေးဖြစ်ပါတယ်ဒီနေ့ကတော့မိုးတွေရမ်းရွာနေပါတယ်ထီးလည်းမပါပါဘူးအဲ့တော့ body ကိုအောက်ကနေပြီးတော့ဖြတ်လျှောက်ပါတယ်ဒါပေမဲ့အဲ့တော့တခြားဆောင်ရောက်သွားတယ်ပေါ့နော်ဒါကကြတော့ international lunch ပေါ့နော်ဒါကကြတော့ကျောင်းမှာအခုဆိုရင် movie day ဆိုပြီးတော့ရုပ်ရှင်တွေပြရတယ်ဒီ international lunch ထဲမှာ game တွေဆော့တယ်ပေါ့နော်အဲ့လို space လေးပေါ့ဒီနေ့ကတော့ကြပြကဘာလုပ်လဲဆိုတော့ခွာကျဲတွေထည့်ရမှာပေါ့နော် assignment တွေထည့်ရမှာမဟုတ်လို့ကျောင်းကကွန်ပျူတာသုံးပြီးတော့လာလုပ်ပါတယ်အင်စာတွေရေးတယ်စာတွေရှာတယ်ပေါ့နော်professor လောက်ခိုင်းတဲ့အဲ့ဒီဟာတွေပေါ့နော်ယူရက်တွေကိုရေးရတယ်ခွာကျဲတွေတင်တယ်ပေါ့နော်စာတွေရှာတယ်ပြီးတော့အင်စာကိုမြင်ရေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့3နာရီမှနောက်တစ်ချိန်တက်ရအောင်ပါဆိုတော့ပြီးတဲ့လောက်ရေးတယ်ပြီးတော့နောက်တစ်ချိန်ရောက်သွားပါပြီဒါကတော့ဆရာမအတန်းချိန်ပေါ့နော်ခွန်ကွာဟကွန်အတန်းပေါ့အဲ့ဒီမှာသူတို့ presentation လုပ်တယ်ပေါ့နော်အဲ့ဒီသူတို့ Greece နိုင်ငံကဒီ Santorini ဆိုတဲ့နေရာလေးပေါ့နော်အရန်ကိုသွားခြင်းတဲ့နေရာလေးကိုဒီကိုရီးယားလူမျိုးတွေတစ်ဖွဲ့က presentation လုပ်တယ်ပေါ့နော်အဲ့ဒါလေးကိုကြည်ပါတယ်သူတို့ presentation ကိုနားထောင်တယ်ပြီးတော့ဖြောင်းကလောက်ရတယ်ပေါ့နော်ဖြောင်းကဆိုအကဲဖြတ် analysis လုပ်ပြီးတော့ကျောင်းဆင်းသွားပါပြီကျောင်းဆင်းတော့လဲမိုးမိပါတယ်ဒီနေ့ထီးမပါပါဘူးရှင်အဲ့တော့မိုးကအသေးတန်ရွာပါတယ်စပိန်နဲ့ပြန်ရပါတယ်ရှင်iPad တွေရော8တွေရောရေးတွေဆိုရွှဲပါတယ်ဒီနေ့ကျမှကြောဝေးမပါလာဘူးပေါ့နော်8တီတီလေးနဲ့ထွက်လာလိုက်တာခဲဒါနဲ့အိမ်ရောက်ပါပြီအိမ်ရောက်တဲ့ခါကျတော့လေ brain ဘောက်ကနေကြည့်လိုက်တဲ့ခါကျတော့မိုးတွေကရွာနေတော့မယ်ပေါ့နော်ပိုပြီးတော့တဲလာတယ်တနေ့ကုန်မိုးရွာတဲ့နေ့ပါကိုရီးယားမှာအဲ့တော့အိမ်ကိုလွမ်းတယ်အိမ်ကိုလွမ်းတယ်လို့ဖြစ်ပါတယ်အဲ့လိုနဲ့ brain ဘောက်ကနေပြီးတော့ကိုစိုက်ထားတဲ့အပင်လေးကိုကြည့်တယ်ပြီးတော့အပြင်ကမိုးရွာနေရလေးကြည့်တယ်ပေါ့နော်မိုးရွာဒီကိုအဲ့လိုမျိုးမိုးတွေရွာနေတာကိုကြည့်ရတာကိုကြိုက်တာပေါ့နော်ကဲဒီနေ့ကတော့ဒီလောက်ပါပဲဒါကိုရီးယားမှာဘယ်လိုမျိုးပေါ့နော်တနေ့တာဖြတ်တန်းနေဆိုတာလေးကို campus live မှာဘယ်လိုမျိုးလေးကြောင်းတက်တယ်ဆိုတာလေးကို short video လေးဖြည့်ရိုက်ပြပေးထားတာပါအားလုံးကျေးဇူးများတင်ပါတယ်ရှင့်Days like on a border But I can see this way She did all you but it after I can see the war Menu ni joyong han ne phamme do guru so where she opsu ye 온yon 전반에 큰 영향이 미친다. 외시업소에서 판매되는 상품에 대한 상세한 설명과 가치 존중을 효과적으로 달성하기 위한 전략적 도구이며 또한 고객의 물리적 정신적 만족을 전달시키기 위한 가치의